အပိုင်း6လင်းလင်းလေးမွေးကစားတော့ကလည်းကိုကန်ဦးအလိုပဲစမ်းကြည့်ခဲ့ဘူးတယ်။အဲ့ဒီတော့ကလည်းသားကလေးဟာချောလာကြည့်ရဲ့လို့ဘေးကလူတွေဝိုင်းပြောကြတာကိုတကယ်တမ်းကိုကန်ဦးသိကျင်နေတာကတော့သားလေးချောမချောမဟုတ်ပါဘူး။သားလေးမျက်စိမြင်မြင်ကိုသာသိကျင်တာပါ။ကိုကန်ဦးက3နှစ်သားလောက်မှကွယ်တာပေမဲ့မညိုစိန်ကမွေးကလေးကမမြင်တာလေပြောကြတာကတော့အမျိုးမျိုးပါပဲ။မိဘနှစ်ဦးစလုံးမွေးကလေးမမြင်တာဆိုရင်ကလေးကြမြင်နေတဲ့မိဘတဦးကမွေးကလေးကမမြင်တဦးကကြီးမှမမြင်တာဆိုရင်ကလေးကြမမြင်ဖြစ်တတ်တယ်တဲ့တချို့ကြတော့လဲဘာမှမဟုတ်ဘူးဘလို့မိဘကပဲမွေးမွေးသူဖြစ်ချင်ဖြစ်မှာပဲတဲ့ဘာပဲပြောပြောကိုကန်ဦးမှာတော့မညိုစိန်ကိုဝန်စရကလေးကစိတ်ထဲမှာကြိတ်ပြီးဆူတောင်းရတာအမောပါပဲမွေးလာမယ့်ကလေးဟာအမြင်ကလေးပဲဖြစ်ပါစေနဲ့ဝမ်းနဲ့အားငယ်စရာကောင်းတဲ့လူချင်းအတူတူမှာအမြဲတပန်းရှုံးနေရတဲ့မမြင်ဘဝရဲ့အမောင်လောကထဲမှာသားကလေးပဲဖြစ်ဖြစ်သမီးကလေးပဲဖြစ်ဖြစ်မကျင်လည်စေချင်ဘူးသားကလေးမျက်စိမြင်မြင်ကိုဒီမွေးကစားအရွယ်မှာဘယ်လိုလုပ်သိနိုင်ပါမလဲလို့ကိုကန်ဦးစဉ်းစားရင်ကိုတွေးမိတာကိုဘေးကလူတွေစီမှာမေးရတယ်ကလေးမျက်စိကဘယ်လိုနေလဲမျက်လုံးအိမ်ကကျွန်တော်လိုခြိုက်များနေလားသူ့အမေလိုမျက်လုံးထဲမှာတိန်ဆိုတဲ့ဟာမျိုးတွေပါသလားဆိုတာတွေပေါ့မြင်ရတဲ့လူတွေအားလုံးကတညီတညွတ်တည်းဖြေကြပါတယ်ကလေးမျက်လုံးလေးတွေဟာဝိုင်းဆက်ပြူးကျဲပြီးလှမလားတဲ့အဲ့လိုပြောလိုက်မှပဲမညိုစိန်ကငိုတော့တယ်လှတယ်ဆိုတာဘာလဲကျမသားလှတာကိုကြည့်ကျင်တယ်တဲ့အားလုံးကဝိုင်းပြီးချော့ကြတယ်ကိုကန်ဦးကတော့မညိုစိန်ကိုမချော့ခြင်းပဲမညိုစိန်အမေကြီးမင်းနေကန်အပြင်ဘက်မှာလာငိုနေတယ်လို့ငိုချင်နေတယ်သူလဲမညိုစိန်လိုသားကလေးကိုမြင်ချင်တယ်လေအော်နောက်သားသမီးတွေကြတော့လေဒီအဖြစ်ကိုရိုးရတော့တာကို့ဘဝပေးအခြေအနေအတိုင်းနေရတော့မယ်လေဒါပေမဲ့မညိုစိန်ကတော့ကလေးတယောက်မွေးတိုင်းတစ်ခါငိုမြင်မိခင်ပေကိုကန်ဦးကတော့ယောက်ျားပီပီစိတ်ထိန်ရတော့တယ်သားလင်းလင်းကိုမွေးတော့ကမညိုစိန်တို့အိမ်ရောက်ခမအိမ်မှာပေါ့ရောက်ခမကမျက်မမြင်သမီးကိုတနာပြီးအိမ်မော်ခေါ်တင်ထားတယ်လေကိုကန်ဦးနဲ့မညိုစိန်တွေကနှစ်ဦးသဘောတူထွက်ပြေးကြပြီးတငယ်ချင်းတယောက်အိမ်မှာသွားနေတော့ရောက်ခမကြီးကလာခေါ်တာမညိုစိန်တို့အိမ်မှာမညိုစိန်တို့တင်မဟုတ်ဘူးအိမ်အောင်ခွဲညီအကိုမောင်နှမ3ယောက်ရှိသေးတယ်ညီမအပြိုတယောက်ရှိသေးတယ်အိမ်အောင်ခွဲတွေကမွေးတဲ့ကလေးတွေနဲ့မညိုစိန်တို့အိမ်ကနေကျင်စရာတော့မကောင်းဘူးဒါပေမဲ့တငယ်ချင်းအိမ်ကတ်နေရတာနဲ့စာရင်တော့မိဘအိမ်ကတော်သေးတာပေါ့မညိုစိတ်အနေနဲ့လဲသူ့အမေအိမ်ဆိုတော့စိတ်ကြဲကြဲလွင့်လွင့်နေရတော့တာပေါ့မညိုစိန်တို့မှာအဖေကမရှိတော့ဘူးကိုကန်ဦးမှာတော့အဖေရှိသေးတယ်လောကကြီးတနေရာမှာအဖေရှိသေးတယ်ပေါ့ကိုကန်ဦးဘဝထဲမှာအဖေမရှိတော့တာတော့ကြာပါပြီကြာဆိုအမေဆုံးပြီးကြရပေါ့အမေဆုံးတော့ကိုကန်ဦး2နှစ်သားပဲရှိသေးတယ်သားကလေး2နှစ်သားနဲ့ရောင်ချာချာကြံရစ်ခဲ့တဲ့အဖေဟာ6လအတွင်းမှာကိုကန်ဦးအတွက်အမေအသက်ရှာလာခဲ့တယ်အဖေဘာတွေပဲလုပ်လို့ကိုကန်ဦးကတော့ဘာမှမသိပါဘူးမိတွေနဲ့အဖေနေပြောင်းသွားတော့ကိုကန်ဦးကိုအဖေတို့ရွာကအဖေအမစီမှာအပ်ထားခဲ့တယ်အဖေကဟိုမှာအခြေချားမှကလေးလာခေါ်မယ်ပေါ့အဖေကမြေတိုင်းအင်စပက်တော်လုပ်တယ်အဖေတရက်လာခေါ်နိုးနဲ့အဖေအမကမျှော်ရင်းကလေးကိုတော့ကြည့်ထားရတာပေါ့လေဒါနဲ့တနေ့ရှိလို့ကလေးသာအပြင်းဖြာပြီးမျက်စိသာမှုန်သွားရောအဖေကလုံးဝမလာခဲ့ဘူးကိုကန်ဦး3နှစ်သားပေါ့ရုတ်တရက်အပြင်းဖြာပြီးအဖျားကျသွားတဲ့အခါမျက်စိတွေမှုန်ပြီးကလေးကရက်ကလေးပဲကြံတော့တယ်အဲ့ဒီမှာအဖေအမကအဖေကိုတန်ချိုးရိုက်ပြီးခေါ်တယ်အလုရှုံနေလို့ဆိုပြီးအဖေကတော်တော်နဲ့မလာဘူးအဖေလာတဲ့အချိန်မှာတော့သားမျက်မြင်လေးကိုပဲတွေ့ရတော့တယ်မျက်မြင်မှမျက်လုံးအိမ်တွေခြိုက်ဝင်နေတဲ့အင်မတန်ရုပ်ဆိုးတဲ့မျက်မြင်လေးကိုအဖေတွေ့ရတာပေါ့အဖေမလာနိုင်ခင်မှာကိုကန်ဦးကြီးတော်ကပျောက်ပါစီတော့ဆိုပြီးမျက်စိကိုရွာကဘိန်းတော်ဆရာနဲ့ကုတယ်လေအဲဆရာကမျက်စိထဲကိုစီမံလောင်းထည့်လိုက်တာတခါတည်း
ဖောင်ခနဲ့ပေါက်ထွက်သွားတော့တာပဲတခါတည်းကွဲသွားခဲ့ပြီလေဘယ်တော့မှမမြင်နိုင်တော့ဘူးပေါ့မျက်လုံးတွေပေါက်ထွက်သွားပြီးတဖြည်းဖြည်းနဲ့မျက်လုံးအိမ်တွေခြိုက်ဝင်သွားတာပေါ့အဖေကကိုကန့်ဦးကိုခေါ်သွားပါတယ်ဟိုမှာကမိတွေကကလေးတယောက်ရနေပြီလေကိုမိတွေကကိုကန့်ဦးကိုတိတ်မုန်းတယ်ကြက်တရီကောင်လေးလို့အမြဲတမ်းခေါ်တယ်အဖေကခဏခဏအလောက်တာဝန်နဲ့ခရီးထွက်ရတော့ကိုကန့်ဦးဘဝထဲမှာအဖေမရှိတာကများတယ်ပြီးတော့အဖေရုပ်ကိုလည်းကိုကန့်ဦးမမှတ်မိတော့ဘူးစိတ်ထဲမှာအဖေရုပ်ပုံဟာမပီပြင်တော့ဘူးအမေရုပ်ပုံလည်းဒီလိုပါပဲခဝါဝါပဲမှတ်မိတော့တယ်မိတွေလက်ထဲမှာကိုကန့်ဦး15နှစ်နေခဲ့ရတယ်အဲ့ဒီ15နှစ်ဟာကိုကန့်ဦးဘယ်တော့မှပြန်မတွေးချင်တဲ့နှစ်တွေပေါ့မိတွေကြည်တာစားမိတွေပြောတာနားထောင်သူထိုင်ဆိုထိုင်အိတ်ဆိုအိတ်သူအစိတ်မကြည့်ရင်တော့အရိုက်ခံပေါ့ကိုကန့်ဦးအတွက်စိတ်ဖြေသာစရာလေးတစ်ခုကအဖေခရီးထွက်ရာကပြန်လာလို့အိမ်မှာဝိုင်းဖွဲ့ကြတဲ့အခါပဲအဖေကြောင့်တော့မဟုတ်ပါဘူးအဖေမိတ်ဆွေတယောက်ကြောင့်ပါအဖေမိတ်ဆွေကအဲ့ဒီဝိုင်းမှာသူ့မယ်ဒလင်လေးယူလာပြီးတီးတတ်တယ်အဖေတို့ကမူးလာရင်တချင်းတွေအော်ဆိုကြတယ်အဖေတို့တိတ်မှုရင်တော့သူကတီးမပေးတော့ပဲကိုကန့်ဦးကိုလာဟေ့မောင်ကန်ဆိုပြီးခြံတောက်မှာတွားတီးတတ်တယ်အဲ့ဒီအဖေမိတ်ဆွေကကိုကန့်ဦးကိုတနာတယ်ခင်လဲခင်တယ်မယ်ဒလင်ကိုကိုကန့်ဦးသဘောကျမှန်းသိတော့တင်ပေးတယ်ကိုကန့်ဦး16နှစ်မှာအဲ့ဒီအဖေမိတ်ဆွေကပြောတယ်မင်းဒီတန်းနေလို့မဖြစ်ဘူးမောင်ကန်မျက်မြင်ကြောင်လေးဘာလေးတက်ပါလားတဲ့ရန်ကုန်မှာရှိတယ်တဲ့ကိုကန့်ဦးကဘာသိမှလဲကြောင်ရှိတယ်ဆိုတာတောင်မသိဘူးအဖေကိုပြောတော့အဖေကနေအောင်ငါစုံစမ်းအောင်မယ်လို့ပြောပြီး2 နှစ်ထပ်ကြာသွားတယ်နောက်ကြတော့အဖေအပေါ်စိတ်နာတာတွေပြန်စင်းစားရင်အဲ့ဒီအချက်ကိုကိုကန့်ဦးအနာဆုံးပဲအဖေစဉ်းစားတာ2 နှစ်ကြာခဲ့လို့ကိုကန့်ဦး18နှစ်ဖြစ်သွားပြီကျောင်းမှာဘော်ရာကျောင်းသားအဖြစ်နေခွင့်မရတော့ဘူးလေအပြင်ကျောင်းသားအဖြစ်နဲ့ပဲတက်ခွင့်ရတော့တာပေါ့ဒါတောင်အဖေကလှုပ်သေးတယ်အပြင်ကနေကျောင်းတက်ရရင်စားစရိတ်နေစရိတ်သူမထောက်နိုင်ဘူးတဲ့ဒီတော့အိမ်ပြန်လိုက်ခဲ့ရမယ်လို့ပြောတယ်ကျောင်းကိုအဖေလိုက်ဖို့မယ်ဆိုကြတဲ့ကအဖေအိမ်ကိုကိုကန့်ဦးကအပြီးနှုတ်ဆက်ခဲ့ပြီးသားဘယ်တော့မှပြန်မသွားတော့ဘူးလို့အဖေနဲ့အတူတူပါလာတဲ့ကိုကန့်ဦးကိုတနာတဲ့အဖေမိတ်ဆွေကိုကိုကန့်ဦးကငိုးယိုပြောတော့မှအဖေကမျက်မမြင်ကျောင်းနဲ့မနီမဝေးဘုန်းကြီးကျောင်းတစ်ကျောင်းမှာအဖေမိတ်ဆွေအကူအညီနဲ့ထားပေးတယ်ဘုန်းကြီးကလည်းကိုကန့်ဦးကိုတနာစိတ်နဲ့အလိုလိုလက်ခံချင်လာပါတယ်စားစရိတ်နဲ့နေစရိတ်အတွက်တော့မပူနဲ့တကာကြီးလဲမပို့နိုင်မပို့နဲ့လို့တောင်ပြောရှာတယ်အဖေကတစ်နှစ်လောက်အတွင်းမှာငွေ100 3ကပို့ပူးပြီးနောက်နှစ်တွေမှာအဆက်အသွယ်လုံးဝမရှိတော့ပါဘူး။ကျောင်းမှာကြတော့ကိုကန့်ဦးစဉ်းစားတယ်။ငါစာပဲအရင်သင်မလားအသက်မွေးဝမ်းကြောင်းပညာပဲအရင်သင်မလားလို့နောက်တော့ကိုကန့်ဦးဆုံးဖြတ်လိုက်တယ်။လောလောဆယ်အခြေအနေအရစာတက်ဖို့မလိုဘူး။အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတက်မှဖြစ်မယ်လေ။ကျောင်းမှာကျိန်တိုးပညာကိုကန့်ဦးသင်လိုက်တယ်။အားတဲ့အချိန်ကျောင်းကမျက်မမြင်ဆရာတယောက်စီမှာမယ်ဒလင်တင်တယ်။ကျိန်ပညာ3 နှစ်တင်ပြီးကုန်ထိုးသမမှာကိုကန့်ဦးအလုပ်ရတယ်။တစ်နေ့4 ချက်နဲ့ပေါ့။ပတ်စံလေးပါလေးဝင်လာတော့ဖုံဖုံကိုမုံလေးပါလေးလှူလာနိုင်တယ်လို့ဖုံဖုံကလည်းသူ့တကာဒကာမတွေစီကယောက်ျားဝတ်အင်ကြီးအနွမ်းအကြတွေတောင်းစရာပေးစရာမလိုတော့ဘူးပေါ့။စားစီမကုန်ရင်ရတဲ့လကလေးစုပြီးအင်ကြီးပစိုးလေးဝယ်လို့ရတယ်။မယ်ဒလင်အဟောင်းလေးတက်လက်လေးဝယ်လို့ရတယ်လေ။အဲ့ဒီအချိန်ကျမှမညိုစင်းကကျောင်းကိုရောက်လာတာသူလဲကိုကန့်ဦးလိုပဲနေကျောင်းသူအဖြစ်နဲ့ပဲရောက်လာတာသူကကိုကန့်ဦးလိုအဖေမျိုးကြောင့်ကျောင်းကိုရောက်မလာနိုင်တာမဟုတ်ပါဘူးကိုကန့်ဦးလိုကန်ဆိုးလို့မဟုတ်ပါဘူးသူကအပြင်လောကမှာပျော်နေတာလေအမေနဲ့ရင်အုပ်မကွာမပူမပင်နေရပြီးရက်ကွက်တီးဝိုင်းမှာလဲအဆိုတော်မကြီးကိုသူ့အမေကအိမ်တော်ပြုတ်မှာဆိုလို့တီးဝိုင်းမှာတချင်းမဆိုရတော့ပဲကြောင်းတက်ခိုင်းတာမညိုစိန်ကမျက်မမြင်စာရေးတက်ဖတ်တက်ပြီးကျိန်အလုံးယုံကိုရောက်လာတော့ကိုကန့်ဦးတို့ကကျိန်ထိုးစရာကြီးတွေပေါ့မညိုစိန်ကိုကျိန်ပညာသင်ပေးရင်ကိုကန့်ဦးကြိုက်တာမဟုတ်ပါဘူးမညိုစိန်အတန်ကိုစကြားလိုက်ရကြတဲ့ကကိုကန့်ဦးတခါတည်းကြိုက်သွားတာမညိုစိန်အတန်ကိုစကြားရတယ်ဆိုတာစကားပြောတဲ့အတန်မဟုတ်ဘူး
တချင်းဆိုတဲ့အတန်မညိုစိန်ကအလုတ်ယုံထဲမှာအလုတ်လုတ်ရင်းတချင်းဆိုနေတာလေစိုးနေတဲ့တချင်းကကိုကန်ဦးတိတ်ကြိုက်ပြီးမက်ဒလင်နဲ့လည်းအပိုင်ရတဲ့ချစ်မိုးကြီးကိုကန်ဦးရင်တွေခုံလက်တွေခြေတွေတုံတုံရင်ရင်နဲ့တခါတည်းကြိုက်မိတော့တာပဲမနေနိုင်ပဲချက်ချင်းအတူတူအလုတ်လုတ်နေတဲ့ကိုစမ်းမောင်ကိုမေးမိတယ်သူဘသူလဲဗျကိုစမ်းမောင်ကျိန်တင်တန်းသူအစ်စ်လေဗျာတချင်းဆိုနေတဲ့အမျိုးသမီးကိုပြောတာဗျအေးလေသူလဲတင်တန်းသူပဲအပြင်မှာတချင်းတွေပါလေဆိုရဲလို့လည်းပြောတယ်မက်ညိုစိန်ဆိုလားညိုညိုစိန်ဆိုလားမသိဘူးအတန်လေးကကောင်းလိုက်တာဗျာကျွန်တော်ကြိုက်တယ်အောက်မှာအတန်လားလူလားဘာကြိုက်တာတော့ခမ ्या ကအတန်ရောလူရောပဲဗျာဒီလိုအတန်လေးဟာမုတ်ချလှရမယ်ဗျအလာကြီးမဟုတ်တောင်ရုပ်ရည်အသင့်တင်လေးတော့တေချာပေါက်ဖြစ်မယ်လင်းယောက်ျားကိုလည်းချစ်မြတ်နိုးတတ်ပြီးအိမ်အောင်မှုကိုလည်းနိုင်နှင်းမဲ့အတန်းဗျကိုစမ်းမောင်ကတော့ကိုကန်ဦးကိုရည်တယ်ကြည်ပါစေကိုကန်ဦးကတော့ကို့ဘာသာကိုတေးကြတယ်ကိုကန်ဦးကကို့စမ်းသက်ချမ်းနဲ့ကိုလေမိတွေနဲ့နေတော့တခြားလုံးမိတွေအတန်မိတွေစီကိုလာတဲ့မိမတွေရဲ့အတန်ကိုကန်ဦးအမြဲတမ်းကြားနေရတယ်အတန်တွေကိုတေချာနားထောင်မှတ်ထားပြီးမြင်တဲ့တငယ်ချင်းတွေကိုမေ့မေ့ကြည့်တော့ဗယ်မိမရဲ့ရုပ်ရည်ကဘလို့စိတ်သဘောထားကဘလို့ဆိုတာသိရတယ်ကိုယ်စိတ်ထဲတွေးထားတာနဲ့ကိုကန်ဦးကကြိုက်ကြိုက်ကြည့်ရပေါ့ကိုကန်ဦးရဲ့မိတွေဆိုရင်အတန်ကတိတ်ဆူပြီးတေးသေးလေဒေါ်ရတန်နဲ့လေအမြဲတမ်းစကားပြောတတ်တယ်မြင်တဲ့သူတွေပြောတာကမိတွေဟာမလှဘူးတဲ့စိတ်သဘောထားလည်းမကောင်းဘူးတဲ့အတန်ချို့တာအေးမြပြီးရုံမလှတဲ့မိန်းမတွေလည်းရှိတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီမိန်းမမျိုးဟာစိတ်ထားကတော့ကောင်းတတ်ပါတယ်မညိုစိန်ကိုလည်းကိုကဲဦးကသူ့ထုံးစံအတိုင်းစမ်းသက်စစ်ဆေးပါတယ်သူကိုယ်တိုင်လေးလာယုံတယ်မဟုတ်ဘူးမြင်ရတဲ့တငယ်ချင်းတွေကိုပါပြပြပြီးမေးရတယ်ကိုယုံရမယ့်သူကိုပေါ့ကိုကံဦးတို့မှာလူယုံရှိတယ်လူယုံထားရတယ်လေကိုကဘာမှမသိနိုင်မမြင်နိုင်တဲ့သူမြင်တဲ့သူပြောသမျှကိုအဟုတ်မဲ့ယုံရတာသူတို့ကမှန်မှန်ကန်ကန်ပြောမှလေကိုကံဦးလူပြိုပေါက်တုံးကခံဘူးပြီးပြီခက်ရှုပ်ရှုပ်တငယ်ချင်းတွေကပေါ့လမ်းကင်းထဲမှာထိုင်ကြရင်ကောင်မလေးတယောက်ကလှမ်းခေါ်နေတယ်ဆိုပြီးလှုပ်တာသူတို့ကလှမ်းအော်မေးတဲ့တွေလဲကိုကံဦးကြားရတယ်ဘသူ့ကိုလဲဒီကောင်လားဘာလားနဲ့ပြီးတော့ဟစ်ကောင်မင်းကိုခေါ်တာသွားတဲ့ကိုကံဦးကရှက်လဲရှက်ကြောက်လဲကြောက်ပြီးမသွားဘူးသူတို့ကတခါတည်းကိုကံဦးလက်ကိုဆွဲပြီးလာငါတို့လိုက်ဖို့မယ်မင်းကိုဘာပေးမလို့မှမသိဘူးလက်ထဲမှာအထုပ်ကလေးလဲပါတယ်ကောင်မလေးကချောတယ်ကွာသိလားကိုကံဦးကိုဆွဲခေါ်သွားကြပြီးအတီပေါင်းနဲ့ဟောဒီမှာဒီကောင်ကမလာရဲလို့ကျွန်တော်တို့ကလိုက်ဖို့တာဆိုပြီးပြေးထွက်သွားကြတယ်ဒီကောင်တွေပြေးထွက်သွားတာနဲ့ဘာလဲဘာလူဘာဝတာလဲမင်းမမြင်ကဆိုတော့ကောင်မလေးတယောက်ရဲ့အတန်ဆွာဆွာဆူးဆူးကိုကြားလိုက်ရတော့တာပဲတခါတည်းကိုကံဦးမှတ်သွားတာပဲဒီကောင်မလေးရဲ့အတန်ဟာတော်တော်နဲ့မပြောက်ဖဲနားထဲမှာဆွဲနေတော့တာပဲအဲ့ဒီတည်းကကိုကံဦးမြင်တဲ့သူတွေကိုမယုံရဲတော့ဘူးမြင်တဲ့သူတွေကိုမယုံရဲတဲ့စိတ်ဟာကိုကံဦးတို့မျက်မမြင်တိုင်းမှာရှိတယ်ဘဝပေးအတိလေမညိုစိန်ကိုတော့ကိုကံဦးရဲ့အမြင်တငယ်ချင်းလူယုံနှစ်ယောက်ကအမှတ်ပေးကြတယ်အသားလေးတော့နင်းနေညူရဲကွာသူ့နာမည်လို့မျိုးစိမ့်စိမ့်လေးပေါ့ကွာကိုလုံးလေးကတော့တကယ်လှတယ်မောင်သွားလေးနည်းနည်းခေါ်ကျင်တယ်ဒါပေမဲ့အစိုးကြီးမဟုတ်ပါဘူးမျက်နှာပေါက်လေးကလည်းတွဲလေးပဲသပင်လည်းရှိရှိလေးကွာမျက်လုံးကလည်းမင်းလိုမချိုင်ဘူးဒါပေမဲ့သူ့မျက်လုံးမှာတိမ်တွေတော့ရှိရှာတယ်တိမ်ဆိုတာဘယ်လိုဟာမျိုးလဲကွာတော်တော်ကြည့်ရဆိုးလားမျက်လုံးအိမ်ထဲမှာအဖြူအဆက်ဆက်လေးတွေပေါ့ကွာတိတ်ကြည့်ရမစိုးပါဘူးငါသူ့ကိုယူမယ်ကွာသုံးဖြတ်ပြီးတာနဲ့မက်ညိုစင်ကိုရဖို့ကိုကန်ဦးစူးစမ်းရတယ်အလုပ်ယုံထဲမှာအလုပ်လုပ်ကြရင်တယောက်နဲ့တယောက်နာမည်တော့သိနေကြပြီဒါပေမဲ့စကားတော့သိမပြောဘူးသေးဘူးပေါ့မက်ညိုစိတ်စကားပြောချင်လာအောင်ကိုစမ်းမောင်ကကိုကန်ဦးမက်ဒလင်တီးတက်ကြောင်းအင်မတန်တော်ချောင်းတွေကိုပြောပြတယ်မက်ညိုစိန်ကကိုကန်ဦးကိုအရင်ကထက်တော်တော်လေးပိုခင်လာပါတယ်ဒါပေမဲ့ဂီတဘတ်တော်သားဂီတဝါသနာပါသူအချင်းချင်းအနေနဲ့ပါ
အဲ့ဒီအချိန်မှာသူကရည်ရွယ်ထားသူရှင်းနေနေပြီကိုကန်ဦးတို့ကတော့မသိပါဘူး။ကျောင်းသားကမြင်တဲ့တငယ်ချင်းတွေပြောလို့သိရတာ။ဟေ့မောင်ကန်မင်းကောင်မလေးမှာရေးစားရှိရဲ့ကွာဆိုတဲ့စကားကိုကြားလိုက်ရတော့ငါများကိုကန်ဦးဘလို့ဖြစ်သွားမှန်းမသိဘူး။အဲ့ဒီကောင်ကမျက်စိမြင်တယ်ကွာဆိုတဲ့စကားကကိုကန်ဦးကိုပို့ပြီးဝမ်းနဲ့နာကြီးစေတယ်။တပြိုင်တည်းမှာပဲမခက်ခင်စိတ်ကလည်းဖြစ်လာတယ်။မက်ညိုစိန်ကိုမရရအောင်ယူမယ်လို့ကြိမ်ဝါပြီးမက်ညိုစိန်ကိုစာပေးလိုက်တော့တယ်။ကိုကန်ဦးကစာမရေးတတ်တော့ကိုစမ်းမောင်ကိုစာရေးခံပြီးပေးရတာပေါ့။မျက်နှာမြင်စာတစ်စောင်ဖြစ်ဖို့ကလည်းမလွယ်လိုက်တာ။ကိုကန်ဦးတို့ကပဲအလုပ်ထဲရောက်နေကြပြီဆိုတော့စာရေးစရာစာရွက်တို့စာရေးစရာကိရိယာတို့ဘယ်ရှိမလဲ။ကျောင်းသားတွေစီမှာပဲရှိတာပေါ့။စာရွက်ကလည်းတိတန့်စာရွက်ဆိုတော့စာတစ်ရွက်ရဖို့မလွယ်ဘူးလေ။ကျောင်းသားတွေစီကနေကိုစမ်းမောင်မရရအောင်ကြမ်းဖန်ပြီးရေးပေးရတာပေါ့။ကိုစမ်းမောင်ကိုတော့တစ်ပြည့်ရင်နဲ့မုံကျွေးရတာပေါ့ဖြစ်ရပုံများကတော့မက်ညိုစိန်ကစာပြန်လာတဲ့အခါကိုကန်ဦးဒုက္ခရောက်တော့တာပဲစာကမဖတ်တတ်ဘူးလေအကျိုးအကြောင်းကသိချင်းကိုစမ်းမောင်ကလည်းမအားသေးနဲ့ကိုစာမဖတ်တတ်တာမက်ညိုစိန်သိသွားမှလည်းကြောက်တယ်ကိုစမ်းမောင်မအားတဲ့ကြားကဇိုအတင်းခေါ်ပြီးလက်ဖက်ရည်ဆိုင်မှာဖတ်ခိုင်းရတယ်မက်ညိုစိန်ကစာထဲမှာဟိုမျက်စိမြင်တဲ့လူအကြောင်းထည့်ရေးထားတယ်အဲ့ဒီလူကိုမယုံရဲလို့သူအဖြေမပေးရသေးပါဘူးတဲ့အဲ့ဒီလူကသူတို့ရက်ကွက်ထဲကလူပဲရက်ကွက်တီးဝိုင်းမှာမက်ညိုစိန်တချင်းဆိုတာကိုသဘောကျပြီးကြိုက်တာတဲ့သူကအတီတကျလက်ထပ်ယူမယ်လို့ပြောပေမဲ့မက်ညိုစိန်အမေကသဘောမတူဘူးတဲ့ကိုကန်ဦးကိုတော့မောင်နှမလို့ခင်ပါတယ်ပေါ့အဲ့ဒီစာရကြတဲ့ကကိုကန်ဦးတိတ်ပျော်သွားတော့တာပဲဟိုလူနဲ့ရီးစားမဖြစ်သေးဘူးဆိုလို့လေဟိုလူအပေါ်မက်ညိုစိန်စိတ်ရိုင်နေတာလည်းသိတယ်ဒါပေမဲ့မက်ညိုစိန်ကိုသူရကိုရရမယ်ဘာရမလဲဂီတဆိုတာလူတွေရဲ့စိတ်ကိုနူးညံ့ပျော်ပြောင်းစေတယ်မဟုတ်လားအထူးသဖြင့်မိန်းကလေးတွေရဲ့စိတ်ကိုပေါ့ပြီးတော့မက်ညိုစိန်ကဂီတကိုပို့ပြီးခန်းစားတတ်တဲ့အဆိုတော်လေကိုကန်ဦးရဲ့ဂီတဆရာတော်မှမျက်စိမမြင်ဘဲနဲ့မျက်စိမြင်တဲ့အချောအလှမိန်းကလေးတယောက်ကိုမယ်ဒလင်နဲ့ရအောင်ယူခဲ့သေးတာပဲနေ့လယ်အလုံနားချိန်မှာကိုကန်ဦးကမယ်ဒလင်ယူလာပြီးမက်ညိုစိန်နဲ့တချင်းဆိုကြတယ်မက်ညိုစိန်မရတဲ့တချင်းတက်ပေးသလိုသူမရတဲ့တချင်းကိုလည်းမက်ညိုစိန်ကချပေးပေါ့ပြီးတော့အဖြေတောင်းတယ်ကိုစမ်းမောင်တို့တငယ်ချင်းတွေကလည်းဝိုင်းပြီးဘေးတီးပေးကြတာပေါ့မက်ညိုစိန်လည်းဘာသာနဲ့ထုထားတာမို့လို့လေဘဝတူချင်းပဲစဉ်းစားပါမက်ညိုစိန်ရဲ့မတူတဲ့ဘဝချင်းဆိုတာဘယ်တော့မှပေါင်းလို့မရပါဘူးမျက်စိမြင်တဲ့သူတွေကိုယုံလို့မရဘူးဆိုတာမက်ညိုစိန်လည်းသိပါတယ်ဆိုတော့ကိုကန်ဦးရဲ့စကားတွေနဲ့ကိုကန်ဦးနောက်ပါလာတော့တာပဲကိုကန်ဦးနဲ့မက်ညိုစိန်အိမ်အောင်ကြတော့ကိုကန်ဦးကအသက်အစိတ်မက်ညိုစိန်က24နှစ်အစကတော့ခိုးရလိုက်ပြီးဖို့အစီအစဉ်မရှိပါဘူးမက်ညိုစိန်တို့အမေကိုလူကြီးတွေဘာတွေနဲ့တွားတောင်းမယ်လို့စီစဉ်ထားတာပါဒါပေမဲ့မက်ညိုစိန်အမေကမရဘူးသူသမီးဒုက္ခရောက်မှဆိုလို့ဘယ်သူနဲ့မှမယူရဘူးတဲ့မြင်တဲ့သူနဲ့တောင်မပေးစားတာမမြင်တဲ့သူနဲ့ဆိုပိုဝေးသေးဆိုပြီးမက်ညိုစိန်ကိုကျောင်းကထွက်ခိုင်းတယ်မက်ညိုစိန်ကကြိမ်တိုးတင်တန်းပြီးအောင်တင်ပြီးမှထွက်ပါမယ်ကိုကန်ဦးနဲ့မယူပါဘူးလို့ကြိမ်တွေဂရိပေးပြီးမှကျောင်းပြန်တက်ရတယ်ခိုးရလိုက်ပြီးမယ်တော့မက်ညိုစိန်အမေကမထင်ဘူးလေခိုးပြေးပြီးပြီဆိုတော့လေဘာတက်နိုင်ပါလဲအဖွားကြီးသူသမီးပြန်မလာလို့ကျောင်းကိုလိုက်လာတော့ကိုကန်ဦးတို့ကကျောင်းသားကကိုကန်ဦးရဲ့တငယ်ချင်းအိမ်ပါလေအဖွားကြီးကကြည့်မြင်နိုင်ဘူးတာတို့ဘာတို့လိုက်ရှာသေးတယ်အစကတည်းကကိုကန်ဦးကစဉ်းစားထားတာကို့မှာမှပတ်စံမရှိပဲတန်းနဲ့လှုပ်ပြီးအဝေးပြေးနိုင်မလဲအဝေးမှာအားကိုးစရာလည်းမရှိဘူးအဖေတို့စီကိုတော့မစင်းစားပါဘူးတငယ်ချင်းအိမ်မှာခိုးနေရင်ကိုကန်ဦးကအလှုပ်ဆင်းမန်းညိုစိန်ကကျင်းတင်နှန်းပြီးအောင်ပြန်တက်တယ်တင်နှန်းပြီးတော့မန်းညိုစိန်လည်းအလှုပ်ရတယ်လင်းလင်းလေးကိုဘိုက်ထဲမှာလွှဲထားရပြီလေမန်းညိုစိန်တို့အမေအဲ့ဒီကြမှာလာပြီးခေါ်တယ်မန်းညိုစိန်ကလိုက်ချင်တော့ကိုကန်ဦးလည်းလိုက်သွားရတာပေါ့တငယ်ချင်းအိမ်မှာလည်းအာနာနေပြီပြီးတော့မိဖွားစရိတ်တို့ဘာတို့အပြင်မန်းညိုစိန်မိဖွားတဲ့အချိန်မှာဘေးနားမှာသူ့အမေရှိနေတော့ပိုကောင်းတာပေါ့မန်းညိုစိန်တို့အိမ်ကအင်းစိန်မြို့စွန်းမှာကိုကန်ဦးအလုပ်လာတော့အဝေးကြီးကလာရတယ်
ကားနှစ်ဆင့်စီးရတယ်အဲ့ဒီတော့ကဘတ်စကားကားကပြ30မို့လို့ပေါ့ခုလိုသာတစ်ချက်ဆိုရင်လောက်ခ၄ချက်နဲ့ကားစည်းနေရကုန်ပြီပေါ့လင်းလင်းကိုမွေးပြီးတော့မက်ညိုစိန်လည်းအလုတ်ဆက်လုပ်တယ်ကလေးကိုတော့ဘွားအိလက်ထဲထားခဲ့ရတော့တာပေါ့သားကလေးဟာတနာစရာကောင်းပါတယ်မအေးရဲ့နှုတ်ကိုမအေးသွားကန်ဒီတစ်ခါဆို့လိုက်ရပြီးတနေ့ကုန်ဘွားအိလက်ထဲတိုက်တဲ့နှိုးစီဖြော်ရည်နဲ့ပဲအဖွားနှုတ်ပိန်နဲ့ပဲနေရရှာတယ်ညနေမအေးပြန်လာမှဆို့ရရှာတယ်အလက်ကောင်ကိုမွေးပြီးတဲ့အချိန်မှာတော့ကိုကန်ဦးမနေချင်တော့ဘူးမက်ညိုစိန်အမေလည်းဆုံးပြီလေညီအကိုမောင်နှမတွေကလည်းပြဿနာတွေရှုပ်အလုတ်သွားရတာလည်းဝေးနဲ့ဘလို့မှနေလို့မဖြစ်တော့ဘူးကားစီထောင်းပြီးစားစီတောက်စီအတွက်ကလည်းဒုက္ခရောက်လာနိုင်တယ်ပြီးတော့ကိုစမ်းမောင်တို့လိုကျောင်းကကုန်ထိုးသမားတိုက်ခန်းတွေပြီးမှအဖီချတဲ့သူတွေလည်းရှိနေပြီလေလင်းလင်းသုံးနှစ်သားမှာသားမိသားဖတွေကျောင်းလေးကိုပြောင်းခဲ့ကြတော့တာပေါ့မိုးကတဲမဲမဲရွာနေတယ်မျက်မမြင်အိမ်ယာကွက်လက်တွေကတဝက်တစ်ပြက်အိမ်လေးတွေရဲ့ဓာတ်နီဘော်ကိုမိုးဆက်မိုးပေါက်တွေကအညိုတကြီးတွန်ချနေတယ်လို့ပဲအလုတ်ယုံခေါင်မိုးကမိုးယူတာနဲ့သွားပြီမဲ့အလုတ်ယုံထိတ်နှက်ဖက်ကနေမိုးတဖြန်ဖြန်ပတ်နေတာကစိုးလာတယ်ထိပ်ဖက်မှာနေတဲ့သူတွေအလဲကိုကတ်စုပြီးနေကြရတယ်မိုးရေတွေကတော့ပေါ်ပါရဲ့အဝီစီတွင်ပြက်မှာတော့မပူရတော့ပါဘူးဒါပေမဲ့မိုးမီတန်မိုးပတ်တန်တွေကြောင့်ကလေးတွေအေးမိပြီးဖျားကြတယ်တော်သေးတယ်လူကြီးတွေကတော့ဖျားတာပြူတာမဖြစ်သေးလို့လူကြီးတွေကခုချိန်ထိတော့မဖျားနာကြသေးပဲခါနာလက်အစ်စ်လွဲကြောအောက်ခြေထောက်နာတဲ့သူတွေကတော့အတော်များနေပြီရက်ဆက်မိုးတန်ကြောင့်မြေကြီးကတအားစီးပြီးတအားချောနေတယ်ရှင်စည်းထဲမှာဘလို့မှလမ်းသွားလို့မရပဲတပိုင်းပိုင်းချော်လဲကြတယ်လေခေါင်းတွဲရေခေါင်းတွဲဘာလဲမက်ကန်နီဘာလို့မလို့လဲဟောဒီမဲနေဥအောင်ကိုအိမ်သာလိုက်ပို့လိုက်အောင်အရေးထဲမှာအရာပေါ်တယ်ဥအောင်တယောက်ကတော့ခေါင်းတွဲသွားလို့ရောဖြစ်ပါမလားကွငါတို့နှစ်ယောက်စလုံးချော်လဲနေအောင်ပဲလဲတာကလဲမှာပဲဒီလိုပဲသွားရတာပဲဥအောင်ကလည်းလာပါရပါတယ်အခုလိုမိုးအများကြီးရွာနေရင်သွားရတာနည်းနည်းတော့ကောင်းတယ်အေးဥအောင်ပစိုးမကောင်းတာလဲလိုက်အောင်လေရှင်သေးတွေပေးမှာမလဲတော့ပါဘူးကွာဒါလည်းမကောင်းပါဘူးငါမှပစိုးနှစ်ထည်ပဲရှိတာကွဥအောင်ကလည်းပစိုးပေါ်ကြောင်ကြွားနေပြန်ပြီကောင်းတယ်နင်တို့ဒီနေ့ဖျားရှိကိုမသွားဘူးလားသွားမလို့ပဲဒီလောက်မိုးတွေရွာနေတော့ဘယ်လိုလုပ်သွားမလဲမက်ကန်နီဥအောင်ခေါင်းဆောင်ဖို့ပေးအောင်လေရော့ဒီမှာပလတ်စတစ်ခြုံသွားလေဟာပလတ်စတစ်ကြီးကကိုယ့်ရုပ်ကားရနဲ့ထိပေးပါဗျမက်ကန်နီကငါထီးကလေးမရှိတော့ဘူးခေါင်းတွဲရဲ့လက်သမားကပေးရတဲ့ပါသွားပြီအမေဝယ်ပေးတဲ့ထီးလေးနေအောင်ကျွန်တော်အမေစီကထီတောင်းအောင်မယ်ထီးနဲ့မှလမ်းလျှောက်ကောင်းတာလာလေးဥအောင်ခေါင်းတွဲကဥအောင်လက်ကိုတွဲပြီးခေါ်တယ်ဥအောင်ကတူတူလေးခေါင်းတွဲမြန်လောက်ကွာတဲ့ခေါင်းတွဲကသူ့အမေစီကထီကိုယူရင်းတဟီးရဲတယ်ဒီနေ့မနက်ကျွန်တော်အိမ်သာလိုက်ပို့ရတာဥအောင်နဲ့ဆို9ယောက်ရှိပြီခေါင်းတွဲကထီကိုဖွင့်ပြီးဥအောင်ပါလုံအောင်စောင်းတယ်ဥအောင်ကခေါင်းထဲပကုံးကိုဖတ်ပြီးကင်တယ်ဥအောင်မြင်မြင်ဖတ်ထားနော်ဆိုပြီးခေါင်းတွေကမိုးရီတဲ့စထွက်တယ်မြေကြီးကိုခြေချောင်းလေးတွေနဲ့ကုတ်ထားနော်ဥအောင်ဖြည်းသွားချော်သွားရင်လည်းအလိုက်တင်လေးလဲလိုက်ကိုနေ့ကပဲအမေနဲ့ကျွန်တော်လဲတာအမေလက်ထောက်လိုက်လို့လက်ကြီးနားနေပြီအေးပြောတာပြောနေရတယ်ရှင်စည်းတွေကြားထဲမှာခြေထောက်တွေကိုမနှဲကုတ်ထားရတယ်အိမ်သာကိုတွားရတဲ့ဒီဒုက္ခကလည်းတမောင်ပါပဲအိမ်သာနှလုံးကကွက်လက်ရဲ့အစွန်ဆုံးမှာရှိတယ်လေຫນွေတုံးကတော့ပြဿနာမရှိပါဘူးရောက်ကစားကတာလူတွဲနဲ့တွားရတာနောက်ကြတော့ကိုယ့်ဟာကိုယ်အိမ်သာကိုတွားတတ်ကြပါပြီမိုးရင်းကြမှာပဲပြဿနာတက်တော့တာပဲတအားချော်ထွက်နေတဲ့ရှင်စည်းတွေထဲမှာလူတွဲမပါပဲဘလို့မှတွားလို့မရဘူးခေါင်းတွဲကိုပဲအားကိုးကြရတယ်ခေါင်းတွဲဖျားရှိကိုလိုက်သွားတဲ့နေ့ဆိုအကုန်လုံးဒုက္ခရောက်တော့တာပဲခေါင်းတွဲညီအငယ်ကောင်ကိုလည်းတလောလေးကတင်မညိုစိန်အမျိုးတွေစီပို့လိုက်တော့ဒုက္ခရောက်တော့တာပေါ့အငယ်ဆုံးမလေးကတော့လိုက်ပို့နိုင်ပေမဲ့ခေါင်းတွဲလောက်စိတ်မချရဘူးလေအထူးသဖြင့်အိမ်သာကိုလိုက်ပို့တတ်တာကခေါင်းတွဲမှာစိတ်ရှိလက်ရှိနဲ့ဘသူကိုပဲဖြစ်ဖြစ်မငင်းမဆန်လိုက်ပို့ရှာတယ်။ဦးအောင်တတိထားနော်အင်တာနာရောက်ပြီးအင်တာနာမှာချော်လဲရကြီးတွေတွေ့တယ်သိလား။ဦးအောင်ကအေးလို့ပြောရင်အင်တာစီကိုလက်နဲ့အစမ်းမှာရှော့ခနဲ့ချော်လဲတော့တယ်။ဦးအောင်
ကျွန်တော်မပြောဘူးလားထနာသွားသေးလားအာမင်းပြောတယ်လို့အလိုက်တင်လဲပြစ်လိုက်တာပါကွာမနာပါဘူးမနာဘူးသားဆိုရဲဥအောင်မျက်နှာကြီးအရှုံးမဲ့နေရပဲထားလေကျွန်တော်လက်ကိုဖြည်းဖြည်းဆွဲထားနော်ကျွန်တော်ပါလဲသွားအောင်မယ်အိမ်သာတက်ချင်စိတ်တောင်ပျောက်သွားပါပြီကွာခေါင်းတွေကတခိခိရီရင်ဥအောင်ကိုအိမ်သာပေါ်ရောက်အောင်ပို့တယ်ပြီးတော့အိမ်သာနားမှာထီကလေးဆောင်ပြီးရက်ဆောင်နေတယ်ဥအောင်ကအတန်ပေးလိုက်တော့မှအိမ်သာနားသွားတွဲချအောက်ရောက်တော့မှသူ့ပခုံးကိုကင်ပြီးပြန်လျှောက်ရတယ်ညာရေးညတာညဆိုဒုက္ခပဲကွာနော်ညသွားခြင်းလဲကျွန်တော်ကိုနှုတ်ပေါ့ဥအောင်ရဲ့ငါကညတော့မသွားတတ်ပါဘူးကွာတော်သေးတာပေါ့မိုးကလည်းကောင်းလိုက်တာကွာဟုတ်တယ်မိုးကောင်းကောင်းနဲ့တခိုးလေကြောက်ရတယ်ဗျရက်ွက်ထဲမှာတခိုးရတအားခိုးတယ်တဲ့ကျွန်တော်တို့စီလည်းလာချင်းလာမှာဒီကိုပြောင်းလာကားစားကတခါလာခိုးသည်ဆိုကျွန်တော်မရှိဘူးလေအဲ့ဒီတော့ကအေးဟုတ်တယ်ကန်နီတောင်သူ့တက်ဘူးနှမျောပြီးငိုသေးတယ်အိုးဒီတကားဆိုရင်တော့မရဘူးကျွန်တော်ကခုဓာတ်မီကိုခေါင်းအောင်ပေးနာမှာထားအိတ်တာအတန်ကြားရင်ထိုးကြည့်တာပဲတွေ့မင်းကဘာလုပ်မှာတော့အောင်မဲပြေးပြီးရိုက်ပြစ်မှာပေါ့ပြီးတော့អော်မှာပေါ့အေးဟုတ်တယ်မင်းអော်လို့ပြေးလာမဲ့သူတွေကဘာမှမမြင်တဲ့သူတွေတခိုးဘယ်နာမှာရှိတယ်ဆိုတာဘယ်လိုလုပ်သိမလဲမင်းကိုတခိုးကပြန်ရိုက်နေရင်လဲငါတို့ကမြင်ရတာမဟုတ်ဘူးကွရိုက်တော့မရိုက်ပါနဲ့ကွာမင်းကကလေးရယ်အော်တာအော်ပါသူထွက်ပြေးသွားမှာပါပစ္စည်းတွေနဲ့ထွက်ပြေးတော့ဘာနဲ့လုံးမလဲဥအောင်ရကျွန်တော်ကမကြောက်ပါဘူးချမှာပဲခေါင်းတွေကစိတ်နဲ့မှန်နဲ့အားတက်တရောပြောနေတယ်ခေါင်းတွဲလေးဟာဒီလိုကြည့်ပဲအမြဲတမ်းစိတ်နဲ့မှန်နဲ့တက်တိလေးနဲ့ဇွဲလေးလည်းရှိတယ်ယောက်ျားလေးမို့နဲ့တူပါရဲ့ဒါပေမဲ့သူဟာမျက်စိမြင်နဲ့ယောက်ျားလေးမို့ပါမျက်မမြင်ယောက်ျားတစ်ယောက်သာဆိုရင်တော့သူ့မှာရှိတဲ့အားတွေမှန်တွေတက်တိတွေဇွဲတွေကိုရောင်ထိုးထားရမှာပါခေါင်းတွဲလေးကတော့သူ့အဖေအမေတွေတကယ်အားကိုးရတဲ့ယောက်ျားတစ်ယောက်ဖြစ်လာမှာပါသားကလေးပဲရဲထွန်းအောင်လေးပဲသားလေးကန်ဆိုးရှာတယ်သားလေးမျက်စိအခြေအနေတိတ်မကောင်းဘူးဆိုတာဥအောင်သိပါတယ်ကန်ဒီကတော့သူ့သားကိုစမ်းသွားနေတယ်ပြောတဲ့သူတိုင်းကိုရန်လိုနေတတ်တယ်သူလက်မခံနိုင်ရှာသေးဘူးလေဒါပေမဲ့ဥအောင်ရှင်ထဲမှာတော့မျောလင်းချက်မြင်လေးတော့ရှိသေးတယ်သားလေးကိုအချိန်မီဆေးကုနိုင်ခဲ့ရင်အချိန်မီဆေးကုနိုင်ခဲ့ရင်ပေါ့ဥအောင်မိုးနေနဲ့ဆဲသွားပြီဗျကောင်းပါလေကွာဒါမှအနိတ်ကလေးပါလေလာခေါ်မှာကွဟုတ်တယ်ကျွန်တော်လည်းကားဂိတ်မှာဈေးသွားရောက်မလို့ဆေးလိတ်တို့တစ်ချက်လုံးတို့အမေအမကျွန်တော်အတော်ကြီးကအရင်ထုတ်ပေးမယ်တဲ့ကိုကျော်တို့နဲ့မလိုက်တော့ဘူးလားလိုက်မှာပေါ့ကိုပိုးကျော်တို့မသွားတဲ့နေ့မှာဈေးရောက်မှာပေါ့သူတို့ကမှဟန်ကြသေးတယ်ကွာကုသိုလ်လဲရဝမ်းလဲဝတယ်ပတ်စံမရှိရင်ဖះရှိကိုထွက်လိုက်ရုံပဲသူတို့အိမ်လေးရောပြီးသွားဗလားကွမပြီးသေးဘူးလေကျွန်တော်တို့အိမ်လိုပဲအမိုးမိုးပြီးအကာမကာရသေးဘူးတို့လည်းအဲ့လိုပါပဲကွာအကာမရှိသေးတဲ့ဟာကိုကန်နီကလည်းအတင်းပြောင်းချင်နေတယ်စောင့်ကနေမလို့တဲ့ဘယ်ဖြစ်မလဲမိုးကတအားပတ်တာကိုဥအောင်တို့အလို့ယုံကရွှေ့လာတော့မှာဆိုမတိကြသေးပါဘူးကွာဥအောင်ခဏလေးရအောင်ကျွန်တော်ပစိုးဝစ်ချင်လို့ထိကင်ပေးပါအောင်အေးခေါင်းတွေရမင်းဖះရှိကိုထွက်တဲ့နေ့ဆိုရင်တော့ဒုက္ခကွာမင်းကြီးရောလက်ပြန်မလာသေးဘူးလားလက်ကပြန်မလာဘူးဟိုမှာကျောင်းနေဖို့သွားတာအခုကျောင်းဖွင့်နေပြီလေဥအောင်ကလည်းဟင်းမင်းရောကျောင်းမလိုက်တော့ဘူးလားကျွန်တော်ကကျောင်းထွက်လိုက်ပြီအေးကွာဥအောင်ဒါပဲပြောနိုင်တယ်ငါလိုမျက်မမြင်တယောက်အဖို့ဒါပဲပြောနိုင်တယ်ကွာခေါင်းတွေရမင်းကိုငါကျောင်းနေစေချင်လိုက်တာခေါင်းထဲတို့ပြန်လာပြီလားဟေ့အလွတ်ယုံတွေကနေမှန်းလှမ်းអော်နေတဲ့အတန်ကြားတာနဲ့ငြိမ်သက်သွားချတဲ့ခေါင်းတွဲအတန်ရွှင်လေးပြန်ပေါ်လာတယ်ဟောကျွန်တော်နောက်တစ်ယောက်စောင်းနေပြီနဲ့ထင်တယ်ပြဿနာပဲခြေထောက်တွေရေနူးနေပြီအေးလေကွာခေါင်းတွဲမင်းဖျားအောင်မယ်မဖျားပါဘူးဥအောင်နဲ့ခေါင်းတွဲအလွတ်ယုံအောက်ထဲကိုအရောက်မှာမိုးကပြန်သေးလာတယ်လေပြင်းတစ်ချက်ကလည်းဝုန်းခနဲ့အဆောင်မှာအမလေးလောက်ကြပါအောင်မိုးတန်းတွေအကြားမှာအပြူကြီးမမချင်းရဲ့ကြောက်လန့်တကြားအော်တန်ကြားရတယ်ဟာဖေးကြီးရေကြီးချင်းရဲ့အင်ကြီးရိုင်သွားပြီဗျခေါင်းတွဲရဲ့အတန်နဲ့အတူအပြိုကြီးအော်တန်ကဆက်ကထွက်လာတယ်။လာကြပါအောင်
ကျုပ်အိမ်ပြိုနေပြီတော့ကျုပ်အိမ်ပြိုနေပြီ